ကဲဒီနေ့ကတော့ဟင်းချက်ပြမှာဖြစ်ပါတယ် let me cook ချက်ပြမဟင်းအမေကတော့ဖြိုပါနေ့တိုင်းစားဖြစ်တဲ့ soft glam makeup look လေးပါ yes makeup look ကို recipe တစ်ခုအနေနဲ့ချက်ပြမှာဖြစ်ပါတယ်လောကရဲ့လူတွေကိုချက်ပြမယ်ဆိုတော့မှကျမမျက်စိက230မှာတစ်ခါနာတဲ့မျက်စိနာနေရဖြစ်ပါတယ်အဲ့ဒါကိုမေ့ထားလိုက်ပါဒီနေ့ soft glam makeup အတွက်ချက်မဲ့ပစ္စည်းတော့စုံနေပြီပထမဆုံးဖြိုပါတို့ရဲ့ face canvas ကို clean ဖြစ်အောင်ထားရပါမယ်အရင်ဆုံးအနေနဲ့ဖြိုပါ primer ပေါ့နော်ဒီ primer ကိုကျမအရင်ကြိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဖြိုပါပြသူ့ရဲ့ texture သူ့ရဲ့ glow ဖြစ်မှု moisturizing ဖြစ်မှုကဖြိုတို့မျက်နှာပေါ်မှာလိမ့်လိုက်ပြီဆိုလို့ရှိရင် makeup သားကိုတက်ရုံနဲ့မဟုတ်ဘူးမျက်နှာကိုအစီပြန်သလိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ healthy skin လေးကိုပေးနိုင်တဲ့ primer ဖြစ်တယ် makeup look လေးအတွက်မရှိမဖြစ်ပါဝင်ပစ္စည်းကတော့ Revlon Color Stay Foundation ဖြစ်ပါတယ် luminous primer လေးရဲ့ color stay လေးရဲ့နှစ်ခုစလုံးကိုရောသမမှွေလိုက်မယ်ဆိုရင်ဘာဆက်ဖြစ်မလဲကိုယ့်အတွက်အဆင်ပြေဆုံးဖြစ်အောင် recipe ကိုကိုသေချာဖန်တီးတတ်ရတယ်ဘက်ကတော့ Revlon Color Stay Foundation နဲ့ primer နှစ်မျိုးစလုံးကိုရောပြီးလို့ရှိရင်မျက်နှာပေါ်မှာသေချာလေးပုတ်ပြီးတော့လိမ့်ပေးလိုက်ပါတယ် benefit ကတော့ဘာလဲဆိုတော့ primer ရော foundation ရောနှစ်ခုရောထားတဲ့အတွက်ကြောင့်အခုလိမ့်လိုက်တဲ့ foundation သားဒီတနေ့ကုန်ခတ်မယ် glow finish ကိုပေးတဲ့ natural အတိုင်းကိုမျက်နှာပေါ်မှာလိမ့်ထားမှမသိတာအောင်ပပကက်ကလေးနဲ့ကြည်လင်နေတဲ့မျက်နှာသားကိုရမှာဖြစ်ပါတယ်။ဆောင်းရသည်နဲ့လိုက်ဖက်ဆုံး foundation base recipe ကိုရှာနေတယ်ဆိုလို့ရှိရင်ဒီ Revlon ရဲ့ color stay လေးနဲ့ primer လေးကိုရောလင်းကြည့်တော့ပပကတော့မျက်လုံးသားလေးကို brightening ဖြစ်သွားအောင်လို့ foundation လေးနည်းနည်းလေးထပ်ထည့်ပြီးတော့ sponge လေးနဲ့ဖြတ်ပြီးတော့လိမ့်ပေးလိုက်ပါတယ်ရှင်။ boundless တင်ဖြစ်ပြီး glow စေမဲ့ foundation routine လေးကိုတော့ချက်ပြီးသွားပြီဆိုတော့ဖြိုပါမျက်နှာကို control လုပ်လောကကြီးကလူသားတို့မရှိမဖြစ်ဝယ်ထားရမယ် Revlon color stay multi liner လေးနဲ့မိတ်ဆက်ပေးပါမယ်။သူ့ကိုတော့ကြည့်လိုက်လို့ရှိရင်တော့တာမန်အချောင်းလေးပဲ eyeliner ပဲလား lip liner ပဲလားပေါ့နော်။ သူက multi liner ပါဖြိုပါတို့မျက်နှာပေါ်မှာလိုအပ်တဲ့နေရာတိုင်းကိုသုံးပေးလို့ရတယ်အခုတော့ဖြိုပါယူထားတဲ့ color လေးက007အညိုရောင်လေးဖြစ်တဲ့အတွက်ကြောင့်မျက်နှာ control လုပ်တဲ့နေရာမှာသုံးပြမှာဖြစ်ပါတယ်အဲ့တော့ကိုမျက်နှာမှာ shade ပေါ်ခြင်းတဲ့နေရာကိုလက်ကလေးနဲ့ဖြန့်ပြီးတော့ blend လုပ်ပေးလိုက်အောင်ပဲဖြန့်ရတာလည်းအရန်လွယ်တယ် color ထွက်လည်းအရန်လာဒီနေ့ချက်ပြမဲ့ soft glam မှာတော့ဒီ multi liner လေးကအဓိကပဲသူကလေဖြိုပါအတွက်ကတော့အခုလိုမျိုးနှာခေါင်း control လုပ်တဲ့နေရာမှာလည်းတော်တော်လေးအဆင်ပြေတယ်ဖြိုပါ skin tone နဲ့ခွတ်တီပဲပေါ့နော်အဲ့ထဲမှာတစ်ချောင်းလေးဆောင်ထားရုံနဲ့ makeup step တွေတော်တော်များများကို control လုပ်ပေးနိုင်တဲ့ multi liner လေးပါဒါပြီးရင်တော့ဖြိုပါကမျက်နှာပေါ်မှာ color ချေဖို့အတွက် Revlon color stay limitless matte lipstick ကိုသုံးမှာဖြစ်ပါတယ်သူကလေတော်တော်လေး matte ဖြစ်တဲ့အတွက်ကြောင့်ပါးပေါ်မှာ directly သုံးမယ်ဆိုရင်လုံးဝအဆင်မပြေဘူး blend ရခက်လို့ဖြိုပါကဘာနဲ့ရောအရန်ကိုအဆင်ပြေတဲ့ primer လေးကိုထပ်ရောပြီးတော့ cream ပါးနီလေးလုပ်လိုက်မှာဖြစ်ပါတယ်တကယ်ပြောတာပါ Revlon luminous primer အရန်ကောင်းတာပဲကဲဒီတော့ရောသမမှွေထားတဲ့ပါးနီလေးကိုလည်းသေချာလေး sponge လေးနဲ့ brand လုပ်ပေးလိုက်ပါမယ် color ထွက်လည်းအရန်ကောင်းတယ်မျက်နှာပေါ်မှာကွက်တာလည်းလုံးဝမဖြစ်ဘူးဒီနီးလေးနဲ့လိုက်လင်းကြည့်နော်ကဲအခုဆိုလို့ရှိရင်တော့ဖြိုပါရဲ့ soft glam makeup မှာ foundation step တွေအကုန်လုံးချက်ပြုတ်ပြီးသွားပြီဆိုတော့အပေါ်ကနေဆက်ပြတ်သွားအောင် powder လေးနဲ့ပုတ်ပေးလိုက်ပါတယ် makeup look တစ်ခုမှမပါမဖြစ်မျက်ခုံးမွေးပေါ့နော်ဖြိုပါကဒီထက်မှာ multi liner လေးကိုပဲသုံးပြီးတော့အားလုံးကိုမျက်ခုံးမွေးဆွဲပြမယ်သူ့ရဲ့ cream texture လေးကြောင့်ဖြိုပါတော့မျက်နှာပေါ်မှာလေးဘယ်နေရာလိုသုံးလို့ရတယ် multi liner ရဲ့ take လေးနဲ့အရင်ဆုံး color ချဲပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့နောက်မှာပါတဲ့ brush လေးနဲ့မျက်ခုံးလေးကိုတည်တည်ချာချာဖြန့်ပေးလိုက်လို့ရတယ်ဒါဆိုရင်တော့ကိုလည်းမျက်ခုံးမွေးပါဆွဲလို့ရတယ်ပြောပါတယ်အကုန်သုံးလို့ရတယ်လို့ပုံမှန် look ဆိုလို့ရှိရင်တော့ချက်ပြုတ်တာတစ်လောက်နဲ့ရက်လို့ရတယ်ဒါပေမဲ့ပိုပြီးလှကျင်တယ်ဆိုလို့ရှိရင်တော့ eye shadow လေးပါချဲပေးရမှာပေါ့နော် Revlon color stay day to night 505 color check လေးက natural color လေးတွေဆိုတော့ဖြိုပါကမျက်ခွန်တစ်ခုလုံးကိုရွှေရောင်နုနုလေးချဲပေးလိုက်တယ်လက်ကလေးနဲ့ပဲဖြန့်ပြီးချဲပေးလိုက်တဲ့အခါမှာဖြိုပါရဲ့မျက်လုံးကလေဝင်းလေးกว่าသလား naturally တောက်တော့ပဝင်းလေးဖြစ်သွားတယ်ကိုလိမ့်ချင်တာ soft glam ဆိုတော့သူတို့ထဲကအညိုရောင်နုနုလေးကိုလည်းထပ်ပြီးတော့မျက်ခွန်ပေါ်မှာခပပလေးချဲပေးလိုက်ပါတယ်အဓိကတော့ခုနရွှေရောင်လေးရဲ့အညိုရောင်လေးရဲ့ရောလိုက်ပြီဆိုလို့ရှိရင်အသားရောင်တိုင်းနဲ့လိုက်တယ်ကိုက eye contact lens တွေတက်တယ်ဆိုလို့ရှိရင်လည်းငြိမ်လေးနဲ့ soft glam ဖြစ်စေမဲ့ look လေးရပါတယ် makeup look ကိုချောတက်ရမယ်ဆိုရင် mascara ချဲဖို့လိုတာပေါ့နော် mascara ဆိုရင် waterproof မှာကြိုက်တဲ့ဖြိုပါအတွက်ကတော့ Revlon color stay full time waterproof mascara လေးကိုအရင် exciting ဖြစ်နေတာအခုကမျက်တောင်ကတော်တော်တိုနေတာပေါ့နော်ပြန်မွေးနေတာဆိုတော့အဲ့လိုမျိုးရမ်းတိုနေတဲ့မျက်တောင်တော့မှ before and after ကိုတိတရှည်လျားသွားတဲ့ mascara ပါကွယ်မျက်တောင်မွေးလေးတွေကိုတစ်ချောင်းချင်းစီကော့ညွတ်ပြီးရှည်သွားတယ် waterproof လည်းဖြစ်တယ်ကြိုက်တယ်ဒါပေမဲ့ဖြိုပါ soft glam ဖြစ်အောင်လို့မျက်တောင်တူလေးနဲ့တက်လိုက်ပါတယ်ဟင်းချက်တယ်လို့ပဲ makeup လေးနဲ့ခါမှာနောက်ဆုံးအချောတက်တဲ့နေရာမှာနှာခမ်းနေရမရှိမဖြစ်ပဲဒီတစ်ခေါက်တော့ lip liner ညိုရောင်ရမ်းကိုစောင့်မြုံနေတဲ့အမျိုးသမီးတို့ကကျွန်မက Revlon ရဲ့ multi liner လေးကိုပဲဆိုးပေးလိုက်တာဖြစ်ပါတယ် lip balm လေးနဲ့ multi liner လေးနဲ့ I look so great ပဝင်ပစ္စည်းလည်းအများကြီးမလိုဘူးကိုယ့်ရဲ့ makeup game ကိုလည်း game changer ဖြစ်သွားမယ် makeup look လေးလင်းပြလိုက်ပြီး everyday soft glam တွေဖြိုပါရဲ့ recipe လေးပြောပြပြီးသွားပြီဆိုတော့ဒီတိုင်းလေးဘယ်သူလိုက်ချက်မှာလဲပြော